လေးတစ်မျိုးမှာစပင်ညက်ဆိုင်နှစ်ဆိုင်ပဲရှိတယ်ပထမဆိုင်ကဆိုင်ကောစပင်ညက်စရာကောညစ်ပတ်ဆုပ်ပြတ်နေပြီးဆရာရဲ့စပင်ပုံစံကလည်းညက်ထားတာကြီးမရအောင်ဆိုးလာတယ်ဒုတိယဆိုင်ကတော့တန်ရှင်းသက်ရက်နေပြီးဆရာရဲ့စပင်ကလည်းအကျနာသက်ရက်နေတာပဲဒါပေမဲ့မြို့ကိုရောက်လာတဲ့ပညာရှင်တယောက်ကအဲ့ဒီညစ်ပတ်ဆုပ်ပြတ်နေတဲ့ပထမဆိုင်ကိုပဲရွေးပြီးစပင်ညက်ခဲ့တယ်သူဘာလို့အဲ့ဒီဆိုင်ကိုရွေးခဲ့တာလဲအဖြေကိုသိချင်ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်ပါမင်္ဂလာပါ The Brilliant Mind ပရိသတ်ကြီးတို့ရေဒီနေ့မှာတော့တင်းရဲ့တွေးခေါ်မျောမြင်နိုင်စွမ်းဉာဏ်ရည်ကိုစမ်းသပ်မဲ့ဉာဏ်စမ်းမေးခွန်း9ခုကိုယူဆောင်လာပါတယ်ကဲမင်းရဲ့အုံနောက်ကဘလောက်အလုပ်လုပ်လဲဆိုတာအခုပဲစမ်းစစ်ကြည့်လိုက်ရအောင်မေးခွန်း1မြို့ငယ်လေးတစ်မြို့ကိုရောက်လာတဲ့ပညာရှင်တစ်ယောက်ဟာစပင်ညက်ဖို့ဆိုင်ရှာခဲ့တယ်အဲ့ဒီမြို့မှာစပင်ညက်ဆိုင်က2ဆိုင်ပဲရှိတာပါပထမဆိုင်ကိုကြည့်လိုက်တော့ဆိုင်ထဲမှာလည်းဖယိုဖယင်းနဲ့ညစ်ပတ်နေတယ်စပင်ညက်စရာကိုယ်တိုင်ကလည်းမုတ်စိတ်မရိပ်ထားဘူးအင်းကြီးစုပ်ပြတ်နေတယ်မကပဲသူ့ရဲ့စပင်ပုံစံကလည်းညှက်ထားတာမနီမညာနဲ့အရန်ကြည့်ရဆိုးနေတယ်ဒုတိယဆိုင်ကိုသွားကြည့်တော့ဆိုင်ကလည်းပြောင်လက်နေအောင်တန့်ရှင်းတယ်ဆရာကိုယ်တိုင်ကလည်းမုတ်စိတ်ရိပ်အဝတ်အစားတန့်ပြန့်ပြီးသူ့ရဲ့စပင်ပုံစံကလည်းအကျနာတိုက်ရက်လွန်းနေတယ်ဒါပေမဲ့အဲ့ဒီပညာရှင်ကစဉ်းစားပြီးမှပထမဦးဆုံးတွေ့တဲ့ညစ်ပတ်စုပ်ပြတ်နေတဲ့ဆိုင်ကိုပဲပြန်သွားပြီးစပင်ညှက်ခဲ့တယ်ဗျသူဘာလို့အဲ့လိုဆုံးဖြတ်ခဲ့တာလဲအဖြေကတော့အဲ့ဒီမြို့မှာစပင်ညက်စရာက2ယောက်တည်းပဲရှိတာမလို့သူတို့ဟာတစ်ယောက်ရဲ့စပင်ကိုတစ်ယောက်ပြန်ညှက်ပေးကြရတာဖြစ်ပါတယ်ဒါကြောင့်ဒုတိယဆိုင်ကဆရာရဲ့တိုက်ရက်လှပတဲ့စပင်ပုံစံကိုညှက်ပေးခဲ့သူကပထမဆိုင်ကညစ်ပတ်တဲ့ဆရာကြီးဖြစ်ပြီးပထမဆိုင်ကဆရာရဲ့ကြည်ရဆိုးတဲ့စပင်ပုံစံကိုညှက်ပေးခဲ့သူကဒုတိယဆိုင်ကတန့်ရှင်းတဲ့ဆရာကြီးဖြစ်နေလို့ပါပညာရှင်ကလက်ရပိုကောင်းပြီးပြိုင်ဘက်ကိုအလန်းစားညှက်ပေးနိုင်ခဲ့တဲ့ပထမဆိုင်ကဆရာကြီးကိုပဲရွေးချယ်ခဲ့တာဖြစ်ပါတယ်မိခွန်းနှစ်မင်းဟာအခန်းတစ်ခန်းထဲမှာမြောက်3កောင်နဲ့အတူရှိနေတယ်ပထမမြောက်ကတုတ်တစ်ချောင်းကင်နာတယ်ဒုတိယမြောက်ကငှက်ပြောသီးတစ်လုံးကင်နာတယ်တတိယမြောက်ကတော့ဘာမှမကင်ထားဘူးကဲအဲ့ဒီအခန်းထဲမှာဘသူကအတိညာအရှိဆုံးလဲအဖြေကိုစဉ်းစားမနေနဲ့ဘူးမင်းပေါ့ဗျာဟုတ်တယ်လေမြောက်ကမင်းနဲ့ညံကောင်းပါမလားတကယ်လို့မြောက်လို့တွေးမိရင်တော့စိတ်မကောင်းပါဘူးခင်ဗျမေးခွန်း3လင်းမယား2ယောက်ရှိတယ်လင်းတော်မောင်ကသူ့ဇနီးကိုအချစ်ကြီးကြောင်းတတ်တည်ပြခြင်းလို့ကပအမြင့်ဆုံးတောင်ကြီးကိုတက်ပြတယ်အနက်ဆုံးသမုဒ္ဒရာကိုကူးပြတယ်ပြီးတော့အကျယ်ဆုံးသဲကန်နာယာကြီးကိုဖြတ်တန်းပြီးလမ်းလျှောက်ပြခဲ့တယ်ကဲအိမ်ပြန်ရောက်တဲ့အခါသူ့မိမကသူ့ဘာပြောလိုက်မယ်ထင်လဲအဖြေကတော့ဘာမှမပြောပါဘူး။ကွာရှင်းဝင်တောင်းလိုက်ပါတယ်လေဗျာ။ဘာလို့လဲဆိုတော့လင်းတော်မောင်ကတတ်တည်ပြချက်တွေရှောက်လုံနေလို့အိမ်ကိုတခါမှကတ်မနေလို့ပါပဲ။အရန်ချစ်ကြောင်တတ်တည်ပြခြင်းအိမ်မှာအမိုက်ရင်လှေးပေးပါအမျိုးသားတို့ကြီး။မိကောလေ။ကျောင်းသားတယောက်ကသူ့ဆရာမကိုတွားမေးတယ်။ဆရာမကျွန်တော်မလုပ်ခဲ့တဲ့ကိစ္စတစ်ခုအတွက်ကျွန်တော်ကိုအပြစ်ပေးရင်တရားပါမလားခင်ဗျာတဲ့။ဆရာမကလည်းမတရားဘူးပေါ့ကွယ်ဘသူကသားမလုပ်တဲ့ကိစ္စအတွက်အပြစ်ပေးလို့လဲလို့မေးတော့ကျောင်းသားလေးကဘာပြန်ပြောလိုက်လဲအဖြေကတော့ဆရာမကျွန်တော်အိမ်စာ homework လုပ်ဖို့မိပြန်ပြီဗျာတဲ့ तू မလုပ်ခဲ့တဲ့ကိစ္စဆိုတော့အိမ်စာမလုပ်ခဲ့တာကိုပြောတာပေါ့တကယ်လူလေလေးပါဗျာမိကွန်းငါဆရာဝန်တယောက်နဲ့ဘတ်စကားဒရိုက်ဘာတယောက်ကဆာရာဆိုတဲ့အရန်ချောတဲ့ကောင်မလေးတယောက်ကိုပြိုင်တူချစ်နေကြတယ်။တနေ့တော့ဘတ်စကားဒရိုက်ဘာကတပတ်ကြာမဲ့ခရီးဝေးမောင်းဖို့ရှိလာတယ်။ तू ခရီးမထွက်ခင်ဆာရာကိုပန်းသီး9လုံးပေးခဲ့တယ်ဗျ။ तू ဘာလို့ပန်းသီးပေးခဲ့တာလဲ။ဒီကတော့အင်္ဂလိပ်စကားပုံတစ်ခုရှိတယ်လေ။ An apple a day keeps the doctor away တဲ့။တနေ့ပန်းသီးတစ်လုံးစားရင်ဆရာဝန်နဲ့ဝေးနေနိုင်တယ်တဲ့။ driver ကြီးကသူခရီးသွားနေတော့ဆရာဝန်နဲ့ဆာရာတို့မပတ်သက်မိအောင်ပန်းသီးတစ်နေ့တစ်လုံးစားဖို့အကွက်ချသွားတာလေဗျာမေကွန်း6ဆမ်မြူအယ်တယောက်လမ်းလျှောက်နေတော့ရုတ်တရက်မိုးတွေတဲကြီးမဲကြီးရွာချလာတယ်သူ့မှာထီးလည်းမပါဘူးဥထုတ်လည်းမဆောင်ထားဘူးသူ့အင်ဂျီတွေဘောင်းမီတွေအကုန်လုံးရွှဲဆူသွားပေမဲ့သူ့ခေါင်းပေါ်ကစပင်တပင်မှမဆူသွားဘူးကြာဒါဘလို့ဖြစ်နိုင်တာလဲဖြေကတော့လွယ်လေးပါကိုဆမ်မြူအယ်ကကဒုံးကြီးမို့လို့ပေါ့စပင်မှမရှိတာဘလို့လို့ဆိုတော့မလဲဟုတ်တယ်မလား
မိကုံခုနှစ်ငါ့ကိုလူတွေကချစ်လဲချစ်ကြတယ်မုန်းလဲမုန်းကြတယ်ငါကလူတွေရဲ့ရုပ်ရည်နဲ့အတူကြီးခေါ်တွေကိုပြောင်းလဲပေးနိုင်စွမ်းရှိတယ်တကယ်လို့မင်းကမင်းကိုမင်းတေးချခယူဆိုင်ငါကပို့ပြီးတော့မြင့်တက်လာအောင်ပါကဘာပေါ်မှာဘဒူပဲဖြစ်ဖြစ်ဘလောက်ပဲကြိုးစားငါကဘယ်တော့မှအောက်ပြန်မကျသွားဘူးငါကပါလေအဖြေကတော့အသက်အရွယ် age ပဲဖြစ်ပါတယ်အသက်ကတော့ဘလောက်ပဲနှုတ်ပြအောင်လုပ်ရှီကိုပဲတိုးနေပြီးဘယ်တော့မှပြန်မငယ်သွားဘူးလေခဲညံစမ်းခုနှစ်ခုမှာမိတ်ဆွေတို့ဘယ်နှခုအဖြေမှန်ကြလဲကောမန့်မှာဖြေခဲ့ပေးကြပါဦးကိုမြောက်ထက်ညံကောင်းတယ်လို့ထင်လားစတာတာနော်ဒီလိုစိတ်ဝင်စားစရာ IQ ဘိုင်းဆိုင်ရာတွေနဲ့ညံစမ်းတွေကိုအမြဲကြည့်ချင်ရင်တော့ The Brilliant Mind YouTube Channel ကို like နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်ပိုကောင်းတဲ့အနာဂတ်မှာပြန်တွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ